အဲ့ဒီတုန်းကကျွန်တော်ဇေရန်စာမိပွဲပြီးလို့နေကအဘွားတို့ရွာမှာတွားနာနေတာရွာကတကယ်တော်ရွာညရှိနာရီဆိုမိဇက်ပိတ်ပြီးတရွာလုံးကမှန်အတိပဲအဲ့ဒီညကတငယ်ချင်းအိမ်မှာစကားပြောနေရင်ကြာသွားလို့ည7 နာရီလောက်မှအိမ်ပြန်ဖို့ထလာခဲ့တယ်လမ်းကဖွက်တီနဲ့ဘေးတစ်ဖက်တစ်ချက်မှာကပြင်းကတိုးပင်တွေနဲ့ခြံစည်းအိုတွေကခတ်အုပ်ကျွန်တော်မှာကလက်နေတမီအသီးလေးတလည်းပဲပါတာလမ်းတစ်ဝက်လောက်ရောက်တော့ကျွန်တော်ရဲ့နောက်နာခလန်းလမ်းမှာဖတ်နဲ့လမ်းလျှောက်တန်ကြားရတယ်ဘာတူလဲကျွန်တော်လမ်းမေးပေမဲ့ဘာအတန်မှပြန်မလာဘူးဓမီနဲ့လမ်းထိုးကြည့်တော့လဲဘာမှမရှိဘူးလမ်းကအကွေ့လေးဆိုတော့ကျွန်တော်ကွေ့ဝင်ပြီးဆက်လျှောက်တယ်ဒါပေမဲ့ကျွန်တော်ရှောက်နေရှောက်တယ်လို့ကျွန်တော်ရက်ရင်ရက်တယ်လို့လိုက်လာတဲ့ခြေတန်းကကပ်ပါလာပြီရုတ်တရက်လမ်းဘေးကခြုံပုတ်တွေကြားတွေကနေဝေါ့နဲ့အန်ချတယ်လို့အတန်ကြီးထွက်လာတယ်အဲ့လားလူတန်မဟုတ်ဘူးတစုံတယောက်ကလေချောင်းထဲမှာတူးကြီးတွေပြည့်နေပြီးစကားပြောဖို့ကြိုးစားနေတယ်လို့အတန်မျိုးကျွန်တော်တန်မီကိုဘေးဘက်ကိုဝိတ်ထိုးလိုက်တဲ့အချိန်မှာခြံစည်းရိုးပြင်းကတိုးတိုင်ပေါ်မှာခွာထိုင်နေတဲ့အရေးမဲကြီးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီမှာပဲလူကောင်ကပိန်ကတ်နေတာပဲဒါပေမဲ့ဘိုက်ကတော့အိုးပုတ်ကြီးမှောက်ထားသလိုဖောင်းကားနေတယ်သပင်တွေကဖားလျားကြာနေပြီးမျက်နှာကိုအုပ်ထားတယ်ဒါပေမဲ့အဲ့ဒီသပင်ကြာကနေကျွန်တော်ကိုစိုက်ကြည့်နေတဲ့မီးခဲလိုหนีရဲနေတဲ့မျက်လုံးတစုံကိုတော့ကျွန်တော်အတိုင်းသားမြင်နေရတယ်ကျွန်တော်ကြောက်လန့်တကြားနဲ့ခြေလမ်းတွေကိုအမြန်ညှင့်လိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ပခုံးပေါ်ကိုအေးဆက်ဆက်နဲ့လေးလံတဲ့လက်တစ်ဖက်လာတင်းတာကိုခံစားလိုက်ရတယ်အဲ့ဒီလက်ကရေခဲတဲ့တောင်ပူအေးတယ်ပြီးတော့နားတဲ့ချင်းနဲ့အသက်ရှူတန်းပြင်းပြင်းကြီးကိုကြားလိုက်ရတယ်ငါကိုလမ်းပြပါအတန်ကအရှရှားနဲ့လဲချောင်းပေါက်နေတဲ့လူတယောက်ပြောသလိုမျိုးကျွန်တော်လှဲ့ကြီးဖို့တတ်တိမရှိတော့ဘူးရှေ့ကိုပဲစိုက်ပြေးတော့တာဒါပေမဲ့ကျွန်တော်ဘလောက်ပြေးအဲ့ဒီအေးဆက်ဆက်လက်ကြီးကကျွန်တော်ပခုံးပေါ်ကနေမခွာဘူးခြေတန်းကလည်းကျွန်တော်ခြေတန်းနဲ့ထပ်တူကျနေတယ်ကျွန်တော်ရင်းရှိရောက်လို့ခြံစည်းရိုးတကားကိုဝန်းကနေတွန်းဖွင့်ပြီးအိမ်ပေါ်ပြေးတတ်တဲ့အချိန်မှာအဲ့ဒီလက်ကြီးလွတ်သွားတော့တယ်အိမ်ပေါ်ရောက်လို့အသက်ကိုလူရှူရင်းနဲ့ပခုံးကိုမှန်ထဲမှာကြည့်လိုက်တော့ကျွန်တော်ရဲ့ပခုံးပေါ်မှာရွေဘွက်တွေနဲ့အတူအနက်ရောင်လက်ငါးချောင်းရာကြီးထင်ကြံနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီညကကျွန်တော်တညလုံးအိပ်လို့မရဘူးဆောင်းကိုခေါင်းမီးခြုံထားပေမဲ့ပခုံးပေါ်ကအေးဆက်ဆက်အထီးတွေကြီးကအသားတဲ့အထီစိတ်ဝင်နေတော့မယ်မနက်လင်းလို့နေရောင်ကြီးမြင်ရတော့မှအသက်ဝါရှူနေတော့တယ်မနက်9 နာရီလောက်မှကျွန်တော်မနေနိုင်ဘဲနဲ့ညကအဖြစ်ပြက်ကိုတီးချအောင်ခြံနဲ့ဆင်းကြည့်မိတယ်ရင်းရှိကခြံစည်းရိုးတကားမှာကျွန်တော်ညကတုံးဖွင့်ခဲ့တဲ့လက်ရာတွေရှိနေတော့မယ်ဒါပေမဲ့ထူးဆန်းတာကကျွန်တော်ရဲ့ပခုံးပေါ်မှာထင်ကြံခဲ့တဲ့အနက်ရောင်လက်ငါးချောင်းရာကမဲနဲ့ပြီး6ကတ်သွားတာမျိုးမဟုတ်ပဲအခုထိစူထိုင်းဖြစ်နေတာပဲကျွန်တော်အဘွားကိုဘာမှမပြောပဲညကအချောက်ခံရတဲ့လမ်းဘက်ကိုပြင်လျှောက်သွားမိတယ်နေတာနေပေမဲ့အဲ့ဒီပြင်းကတိုးပင်တွေအုပ်ဆိုင်နေတဲ့နေရာရောက်တော့လီထုကအေးဆက်ဆက်ပဲဖြစ်နေတော့ပဲတေထုရဲ့အမတ်အသားကျွန်တော်ညကအရစ်မဲကြီးခွာထိုင်နေတဲ့ပြင်းကတိုးတိုင်သားကိုတွားကြည့်လိုက်တယ်ပြင်းကတိုးတိုင်ရဲ့ထိတ်မှာလူတယောက်ဖိထိုင်ထားတဲ့လိုမျိုးချွင့်ဝင်သွားပြီးအဲ့ဒီနေရာမှာသပင်ရှည်အငဲဖက်တွေကတ်နေတယ်တိုင်အောက်ခြေမြေကြီးပေါ်မှာတော့ထူးဆန်းတဲ့ခြေရာတွေတွေ့ရတယ်အဲ့ဒါလူခြေရာမဟုတ်ဘူးချက်ဖနှောက်မပါပဲခြေချောင်းရှည်ကြီးပါတဲ့ခြေရာတွေကတိုင်ကိုပတ်လုံးဝိုင်းနေတာကျွန်တော်ကြည့်နေတော့မှပဲရွာကလူကြီးတယောက်ထစ်တဲ့ဥပါဦးကနွားချောင်းရင်းနဲ့လမ်းလျှောက်လာတာနဲ့တူးတယ်ဟေ့ကောင်လေမင်းဘာကြည့်နေလားလဲကျွန်တော်လဲကြောက်နဲ့ညကအဖြစ်ပြက်ကိုပြောပြလိုက်တော့ဥပါဦးရဲ့မျက်နှာကချက်ချင်းပြတ်သွားတယ်သူကကျွန်တော်ကိုအနားခေါ်ပြီးတိုးလေးပြောတယ်မင်းကန်ကောင်းလို့ကွာအဲ့ဒီနေရာကလွန်ခဲ့တဲ့တပတ်ကမှဆုံးသွားတဲ့ကိုပေါက်စီအန်ဖတ်ဆို့ပြီးတေတဲ့နေရာလေးသူကသေးခါနီးအထိစကားမပြောနိုင်ပဲလဲချောင်းနဲ့သွေးတွေနဲ့အန်ရတေသွားတာသူကသူ့အိမ်ပြန်ကျင်လို့လမ်းပြခိုင်းတာနေမှာပါလို့ပြောတယ်အဲ့ဒီမှာပဲလူကကြောက်လန့်ပြီးတော့ဘာလို့လို့ဘာကိုင်းလုံးမှမသိတော့ပဲအိမ်ကိုပဲပြန်လာခဲ့ရတယ်နောက်နဲ့မနက်တော့ကျွန်တော်လဲမနေရဲတော့ပဲအမေတို့ရှိတဲ့မြို့စီကိုပြန်လာခဲ့ပါတော့တယ်